သတင်းကောင်းလာပါပြီကြားချင်နေတဲ့သတင်းပဲအဲ့ဒါကဘာလဲဆိုတော့အထွေထွေထိုးစစ်ကြီးတရက်ကိုဆင်နွှဲဖို့မဟာမိတ်တွေနဲ့အားလုံးပူးပေါင်းပြင်ဆင်နေပြီဆိုတော့ဟောင်း MG ဘက်ကထုတ်ပြန်လိုက်တဲ့သတင်းပဲဖြစ်တယ်နော် MG ရဲ့တွားနေတဲ့ခြေလမ်းဟာကျွန်တော်တို့တွေစိတ်တိုင်းမကြရင်မကြနိုင်ဘူးဒါပေမဲ့အခုချိန်ထိခြေလမ်းမလွဲသေးတာတော့လူတိုင်းညင်းလို့မရဘူးဟုတ်ပါတစ်ချိန်ကကျွန်တော်တို့တွေကပြစ်ပြေးဖြစ်ခဲ့တယ်နော်ပြစ်ပြီးတော့ပြေးရတယ်တူမီလေးရန်တောင်းလေးနဲ့အဲ့ဒီပြစ်ပြီးပြေးတဲ့အဆင့်ကနေကျွန်တော်တို့ပြစ်ပြီးပြေးတဲ့အဆင့်ကနေတဖြည်းဖြည်းနဲ့ဘာဖြစ်လာလဲစခန်းငယ်လေးတွေတိန်းလာတယ်စခန်းငယ်လေးတိန်းရနေဟိုတိုက်ဒီတိုက်နဲ့အခုဆိုရင်ကျွန်တော်တို့စခန်းကြီးတွေမြို့တွေပါတိန်းတဲ့အဆင့်တွေဖြစ်လာတယ်ဒါပေမဲ့မြို့ကြီးတွေကိုဘာကြောင့်မတိန်းလဲအားလုံးသိတဲ့အတိုင်းမြို့တစ်မြို့ကိုတိန်းဖို့ဟာလွယ်တယ်အဲ့ဒီမြို့ကိုပြန်ပြီးတော့ထိန်းထားဖို့အတွက်ကကျွန်တော်အင်မတန်ခဲရင်ပါတယ်ဘာဖြစ်လို့နံပါတ်1ဒီမြို့ကိုဝင်တိုက်ပြီးဒီမြို့ထဲမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအကုန်လုံးတုတ်တင်ရှင်းဖမ်းဆီးလိုက်မယ်ဒီမြို့မှာရှိမဲ့အခြေခံအဆောက်အအုံကစပြီးပြည်သူတွေအတက်အိုးရင်စီးစိမ်အားလုံးရှိမယ်အဲ့ဒီအားလုံးဟာတော်လိုင်းအင်အားစုတွေဘက်ကတော့အားလုံးသိတဲ့အတိုင်းထိမ့်သိမ်းဆောက်ရှောက်ပြီးတာစစ်ကောင်စီဘက်ကဘာလုပ်မလဲလက်နက်ကြီးနဲ့ပစ်မယ်လေကြောင်းကနေပစ်မယ်အဲ့ဒါဆိုရင်အဲ့ဒီမြို့ကကြေမှုတ်မယ်ဒါကြောင့်မလို့မြို့တိမ့်မဲ့အရာတွေကိုမြို့တွေကိုရှောင်နိုင်တော့ရှောင်ပြီးတော့လူနေထူထပ်တဲ့မြို့တွေကိုရှောင်အောင်ရှောင်ပြီးတော့အဓိကစစ်ကောင်စီရဲ့စခန်းတွေကိုလိုက်ပြီးတော့တိုက်ခိုက်သိမ်းပိုက်တဲ့စနစ်ကိုလုပ်နေတာဒါအားလုံးလည်းမြင်ပါလိမ့်မယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့လည်းစိတ်မရှိဘူးနော်ကျွန်တော်တို့ဆိုပြောဥပါတယ်ကွာတိမ့်မဲ့တနိုင်ငံလုံးဒီသေးခေါ်လိုက်ကွာပြန်ပြစ်ဆိုလည်းပြစ်မယ်တနတ်မရှိဓာတ်နဲ့ဆေးခုတ်ပဲကိုလည်းသိဒီပွဲနော်တခါတည်းအပြက်ဒါအဲ့စိတ်ကကျွန်တော်မြင်ဖြစ်တယ်ဟုတ်တယ်မလားပြန်မလားတကယ်အဲ့လိုမျိုးအထွေထွေဘယ်နည်းဘယ်ရဲ့တရားဝင်ကြီးညာလိုက်ထိုင်းမှာရှိတဲ့လူဦးရေအနည်းဆုံးသိန်းနဲ့ချီပြန်မစင်းပြီးမတိုင်ကြိုက်တယ်လို့ပြောကျွန်တော်တို့ဒီမှာကားဖရီးလုပ်ပေးလိုက်လူတွေကပြက်ချင်လာပြီဒီပွဲကိုပွဲခက်မဲ့မြန်ပြက်ဖို့အတွက်ဘာပဲလောက်ကဆိုတဲ့လူတွေအများကြီးရှိတယ်ဘာဖြစ်လို့လဲဒီတော်လန်ရေးရေချေလောင်စိတ်မရှိတော့ဘူးအဲ့တော့တနတ်မရှိဓာတ်နဲ့ခုတ်မယ်ဆိုတဲ့လူမျိုးတွေအများကြီးဒါကဟိုဟာတာအရာပြောတာမဟုတ်ဘူးမင်းတို့တနတ်နဲ့ပြစ်တာဟာဓာတ်နဲ့တော့မင်းစောက်ပေါ်တွေပါကွာပြောရင်ပြောလိုက်မယ်ခံယူချက်တွေကတအားပြင်းထန်နေတဲ့လူတွေအများကြီးရှိတယ်ဒါကြောင့်မို့လို့အခုတော့အထွေထွေထိုးစစ်ကြီးတရက်ဖြစ်ပေါ်လာဖို့တော့ကိုပြည်သူတွေကအရန်ကြားခြင်းဒီလိုကြားဖို့အတွက်လဲတိုင်းသားခေါင်းဆောင်တွေပေါ်မှာမူတည်တယ်အဓိကကျွန်တော်တို့ပြောသလိုတိုင်းသားခေါင်းဆောင်တွေအနေနဲ့ကိုပြည်ကိုရွာကိုဒေတာလောက်ပဲကြည့်လို့မရအောင်ငါတို့ပြည်နယ်လောက်ပဲငုတ်ကြည့်နေလို့မရဘူးဗိုလ်ချုပ်ထုံးမြင့်နိုင်ပြောထားတဲ့စကားလေးကိုအားလုံးမှတ်သားဖို့ကြားဖို့အရေးကြီးတယ်ကျွန်တော်တို့ကနော်ဒီအာနာရှင်ကိုတော်လှန်တဲ့နေရာမှာကိုဒေတာလောက်ပဲကြည့်ပြီးတော့ဆုံးဖြတ်လို့မရဘူးဆိုတဲ့စကားတကယ်မှန်တယ်ဒါကြောင့်မို့လို့တိုင်းသားခေါင်းဆောင်တွေအနေနဲ့ဒီပွဲမှာအားလုံးပူပေါင်းပေးကြပါခေါင်းဆောင်စိတ်တွေမွေးပေးကြပါအထွေထွေထိုးစစ်ကြီးမှာအဖွဲ့ဘောင်းဆောင်ပါနိုင်မယ်ဆိုရင်ကျွန်တော်တို့ပွဲကပြတ်တယ်ကျင်းနေတယ်နော်ဒီသတင်းလေးကိုကျွန်တော်ဖတ်ပြပါအောင်မယ်မြန်မာတနိုင်ငံလုံးအတိုင်းအတာဖြင့်အထွေထွေထိုးစစ်ကြီးတရက်ဆင်နွှဲနိုင်ဖို့အတွက်ပြင်ဆင်နေကြောင်းမြို့သားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနဦးရင်မွန်ကပြောတယ်၎င်းကမြို့သားညီညွတ်ရေးအစိုးရပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့မဟာမိတ်တော်လှန်ရေးအဖွဲ့တွေဟာဒီအထွေထွေထိုးစစ်ကြီးအတွက်ပြင်ဆင်ကြိုးပမ်းနေကြရတယ်ဆိုတာအတိပေးလိုတယ်ဟုပြောတယ်မတ်လ25ရက်နေ့ကပြုလုပ်သည့်မြို့သားညီညွတ်ရေးအစိုးရပြည်သူ့ကာကွယ်ရေးတပ်မတော် ARD တိုင်းစစ်ဌာနဗျူဟာ29အခြေခံစစ်ပညာအပတ်စဉ်5တင်နန်းစင်းပွဲတွင်ပြောကြားသည့်မိန့်ခွန်းတွင်အထက်ပါအတိုင်းထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့်စစ်ရေးဗျူဟာအရအဆင့်3ဆင့်ကိုဖြတ်ကျော်ရမှာဖြစ်ပြီးပထမအဆင့်အနေနဲ့တနိုင်ငံလုံးကွက်ပြည့်စစ်ရေးလှုပ်ရှားနိုင်အောင်စ조사ခဲ့ကြရပြီးဒုတိယအဆင့်အနေနဲ့မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေဆင်နွှဲကြရမှာဖြစ်ကြောင်းနဲ့တနိုင်ငံလုံးအထွေထွေထိုးစစ်ကြီးကတော့တတိယအဆင့်အနေနဲ့လှုပ်ဆောင်ကြရမှာဖြစ်ကြောင်းဝန်ကြီးကပြောတယ်လက်ရှိကာလဒီဒုတိယအဆင့်ဖြစ်သည့်မြို့သိမ်းစခန်းသိမ်းတိုက်ပွဲများဆင်နွှဲနေသည့်ကာလဖြစ်ပြီးတတိယအဆင့်ထွေထွေထိုးစစ်ကြီးအတွက်လည်းမဟာမိတ်များနှင့်ပြင်ဆင်ဆောင်ရွက်နေကြောင်းဦးရင်မွန်ကဆိုသည်ထို့ပြင်တော်လှန်ရေးကာလ၄နှစ်ကျော်ကြာချိန်တွင်ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့်အောင်ပွဲများရရှိလာနေပြီဖြစ်ကြောင်းကိုလည်းပြောသည်ယခုအခြေခံစစ်တင်တဲ့စင်ပွဲဒီ ARD တိုင်းမြို့ဝကျွန်းပေါ်ဒေသကိုအခြေပြုသည့်ရဲဘော်များဖြစ်သည့်အတွက်ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ပထမအဆင့်ဗျူဟာဖြစ်သည့်ဒေသတိုင်းမှာတပ်တိဆောက်ရေးနှင့်တပ်ဖြတ်နိုင်မှုအပေါ်ပုံမပြည့်စုံစေခဲ့ကြောင်းမြို့သားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကဆိုသည်လက်ရှိကာလတွင်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ဖွဲ့ဝင်ရဲဘော်အားအနေဖြင့် ARD တိုင်းစကိုင်းတိုင်းနှင့်မကွေးတိုင်းပဲခူးတိုင်းကချင်ပြည်နယ်ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်များတွင်တိုင်းဒေသလက်နက်ကိုင်အဖွဲ့များနှင့်ပူးပေါင်း၍စစ်ရေးဖော်ဆောင်မှုများဆောင်ရွက်လျက်ရှိကြောင်းသိရတယ်။ဒါကတော့အထွေထွေထိုးစစ်ကြီးနဲ့ပတ်သက်လို့ဦးမှုပြောကြားထားတဲ့ဟာနဲ့အခြားအရာဒီနေရာမှာတခုရှိတယ်ကျွန်တော်တော်လိုင်းဘက်ကပါဆိုတဲ့လူတွေတချို့ကလည်းတစ်ခါကျဦးမှုကိုဘာဖြစ်နေညာဖြစ်ဆိုခဏပြီးပြောတာတွေရှိတယ်။ဒါဆိုရင်ကျွန်တော်တို့ပြောမယ်။ဦးမှုထက်ကိုကပိုလုံနိုင်နေပြီလား။အဲ့ဒါဆိုရင်တော့တရားဝင်စိန်ခေါ်လိုက်ဟုတ်တယ်မလား။တရားဝင်အကူအညီတောင်းလိုက်ပြောလိုက်ဖယ်ပေးနေရပါပေးငါလုပ်ပြမယ်။ဒါပေမဲ့လုံမယ်ဆိုဗသန်းနဲ့လုပ်ပြမှာအရင်ဆုံးမူဝါဒချမှတ်ပြမယ်
ဘလို့ပုံစံမူဝါဒနဲ့လုပ်မယ်ဘလို့ပုံစံလုပ်မယ်ဆိုတဲ့ဟာဟုတ်တယ်မလားအဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကိုတော်လှန်ရေးဘက်ကဘာလို့တာပြောပြီးတော့တော်လှန်ရေးဘက်ကအချင်းချင်းတိုက်ခိုက်တဲ့လုပ်ရက်ကိုဒီအချိန်ဒီမှာလုံးဝရှောင်ချတင်ပါတယ်နော်ကိုစိတ်တိုင်းကြတော့ဘယ်အရာမှမဖြစ်ဘူးကိုတော်မှစိတ်တိုင်းကြလားလို့မှန်တယ်ပြန်ကြည့်ပြီးမေးကြည့်လိုက်ပါသူများတခါကိုစိတ်တိုင်းမကြလို့ပြောတော့မယ်ဆိုရင်ငါကောစိတ်တိုင်းကြလားဆိုတဲ့စကားလေးကိုအမြဲမေးကြည့်ပါနော်ကျွန်တော်တို့လည်းအဲ့လိုပဲကိုသုံးသက်လူတွေတစ်ခါကျရင်ကိုလုံးစိတ်တိုင်းမကြဘူးအဲ့တော့စိတ်တိုင်းမကြတဲ့အပေါ်မှာဗဇက်ကထင်ရလျှောက်ပြောကြမယ်ဆိုကျွန်တော်တို့အတွက်အပြက်ဘက်ကိုပဲဥတီသွားပါလိမ့်မယ်နော်ဒီဒေါ်လာရေးကကျွန်တော်တို့နံပါတ်1အရေးကြီးဆုံးကစီးလုံးညီညွတ်မှုအဲ့ဒါလို့စီးလုံးညီညွတ်မှုတိစောက်နေတဲ့နေရာမှာခုနကပြောသလိုကိုတိုင်နဲ့ဘာမှမလုပ်နိုင်ဘူးလုံနေတဲ့သူကိုအားမလို့အားမရတဲ့ဝေဖန်နေမယ်တိုက်ခိုက်နေမယ်ဆိုရင်အဲ့ဒီစီးလုံးညီညွတ်မှုကိုကျွန်တော်ဘယ်တော့မှတိစောက်နိုင်မှာမဟုတ်ဘူးသူတို့အထွေထွေထိုးစစ်ကြီးတရက်ခက်မြန်ပေါ်လာနေအေးဒီရခိုင်ပြည်သူတွေပြောတဲ့စကားရှိတယ်မြေကြီးပဲကြံမစေတဲ့ဝဲမြေကြီးပဲကြံမစေတဲ့နော်အဲ့ဒီစကားတကယ်မှန်တယ်ကျွန်တော်တို့တွေအပေါင်းအစများနေလို့မရဘူးဒီတစ်ခါကိုကျွန်တော်တို့အနာခံလိုက်မယ်ကျွန်တော်တို့မျိုးရိုးစင်ဆက်အသာဆန်လို့ရစေရမယ်အဲ့ဒီအတွက်ရှောက်ခဲ့တဲ့လမ်းကလည်း၄နှစ်ကျော်၅နှစ်တည်းရောက်လာခဲ့ပြီတိန်းခဲ့တဲ့စခန်းပေါင်းတိန်းခဲ့တဲ့မြို့ပေါင်းတွက်ကြည့်လိုက်တမိုင်းမှာမရှိခဲ့ဘူးစစ်တပ်စတင်တည်ဆောက်တဲ့ကဒီလိုမျိုးနော်စစ်တပ်ကကြာရှုံးမှုဆိုတာမြမတမိုင်းမှာရှိခဲ့တာအဲ့ဒါပဲအရင်ကြည့်ဒါကြောင့်မလို့ကျွန်တော်တို့တော်လှန်ရေးဟာမနိုင်စရာအကြောင်းမရှိဘူးနော်ကြာနေတာတစ်ခုပဲရှိတယ်ကြာနေတဲ့အပေါ်မှာထိုင်ပြီးကဲ့ရည်တဲ့ကောင်ကအတီတရားမဲ့တဲ့စောက်ဘိန်းတွေရှင်းလေးပဲနော်တိုက်တဲ့လောက်ပညာတွေတိုက်ဘွဲတွေရထားပါစေတော်လှန်ရေးကြာနေတဲ့အပေါ်မှာထိုင်ကဲ့ရည်တဲ့ကောင်ကအတီတရားမဲ့တဲ့စောက်ဘိန်းတွေထမင်းအောင်ကြိုးမတန်တဲ့ကောင်မျိုးတွေအောက်တန်းစားတွေဒီတိုင်းပြည်တွေအောက်တန်းစားတွေနော်အဲ့ဒီထိုင်ကဲ့ရည်တဲ့ကောင်တွေကြီးလိုက်ဘယ်နေရာမှာလုပ်လဲထိုင်ကဲ့ရည်နေလို့ဟဲ့နိုင်ငံအတွက်ဘယ်နေရာမှာအကျိုးမဖြစ်ဘူးရန်သူအတွက်ပဲအကျိုးဖြစ်သွားမှာအဲ့တော့ကျွန်တော်တို့ကဒီကာလကထိုင်ကဲ့ရည်ပြီးတော့အချင်းချင်းတိုက်ခိုက်နေတဲ့ကာလမဟုတ်ဘူးကျွန်တော်အမြဲပြောတဲ့စကားလို့ပေါ့ပေလောက်ယွန်နေပါစေတတ်ချင်လောက်မုန်းနေပါစေဒါပေမဲ့ဒီကောင်ဟာတော်လန်ရေးကိုအကျိုးပြုနေတယ်ဆိုရင်သူ့အသက်အန္တရာယ်သူ့လုံခြုံရေးတော့ကိုကတွားကာကွယ်ပေးလိုက်ကောင်အဲ့ဒါတော်လန်ရေးပေါ်ထားတဲ့ဂရိတစ္ဆာပဲလားပြီးမှတော့တော်လန်ရေးပြီးတာလက်လိလိရမယ်ချင်းလေးပဲဒါပေမဲ့တော်လန်ရေးကာလမှာဒီကောင်ငတ်ရံလို့ဒါပေမဲ့ဒီကောင်တော်လန်ရေးလုပ်နေတာပဲဒီကောင်တယောက်တိုက်ခိုက်မယ်ပုတ်ခတ်မယ်တတ်ဖြတ်မယ်ဆိုရင်ကိုကကာကွယ်ပေးရအဲ့ဒါဟာတော်လန်ရေးပေါ်လူတိုင်းထားရမယ်စိတ်ထားပဲဒါကြောင့်မလို့အချင်းချင်းတိုက်ခိုက်တာကိုကျွန်တော်တို့ကတော့ပုံကိုဇွဲမထားဘူးလုံးဝချုပ်ချတယ်။ဘာဖြစ်လို့လဲ။တခုရှိတယ်နော်။အခုဒီတော်လိုင်းရေးမှာအစိုးဆုံးကအဲ့ဒါမတိတော်လိုင်းရေးဘက်အချမ်းကလိုဘာလိုလုပ်ပြီးတော့မတိပြည်သူဘက်ကပဲနာတဲ့ပုံစံမျိုးနဲ့ဟိုလူတိုက်ခိုက်လိုက်ဒီလူကိုတိုက်ခိုက်လိုက်တူဆရာကြီးပေါ့။သူများကိုစောက်ပြစ်ပြောတာဆရာမဖြစ်ဘူးနော်။စောက်ပေါ်ဖြစ်တာလူဟာသူများပြစ်ပြောတာလွယ်လေးလာကျွန်တော်တနေ့လုံးထိုင်ပြောပြမယ်။အပြစ်မရှိပါဘူးဆိုတဲ့လူကိုခေါ်လာခဲ့ကျွန်တော်အချင်းမှာကျွန်တော်တနေ့လုံးထိုင်ပြီးအပြစ်ရှာပြမယ်သူများအပြစ်ကိုရှာတာလောကမှာအယမ်းလွယ်တယ်အဲ့လွယ်တဲ့အလုပ်လုပ်ပြီးကိုမှနှစ်ဖြေတွေးမြောက်နေအဲ့စောက်ပေါ်ပညာမဲ့တွေလိကလူဆိုတော့ကိုအပြစ်ပဲကိုကြည့်ရမယ်သူများအပြစ်ကိုမြင်နေဆိုရင်ဟဲ့ဝေးမင်းလုပ်နေတဲ့ဒီဟာတော့လွဲနေတယ်ကွာဒီလိုလုပ်ရင်ပိုကောင်းတယ်အဲ့ဒါဝေဖန်တာဒါပေမဲ့ကျွန်တော်တို့နိုင်ငံမှာကိုယ်ကပြောလို့တော်လန်ရေးဘက်ကလို့ပြည်သူဘက်ကကိုလုပ်ပြီးတော့သူများအပြစ်တွေလိုက်ဖောင်းထုတ်တယ်ဒါဟာအတွင်းထဲကိုဝင်ပြီးတက်ရှို့ပြီးတော့ရန်သူအကြိုက်လုံနေတဲ့ဟာမျိုးအဲ့လိုလူများမျိုးဘယ်တော့မှလက်မခံပါနဲ့အဲ့လိုမျိုးကျွန်တော်လုပ်လဲကျွန်တော်လက်မခံနဲ့နော်ကိုပဲကောင်းတယ်ကိုပဲတတ်တယ်ကိုပဲတိတယ်လုံနေတဲ့လူချင်းချင်းအပြစ်တင်မယ်တွားပြီပေါ့ဒါရန်သူအကြိုက်ပဲဖြစ်ကုန်မှာဒါကြောင့်မလို့ကျွန်တော်ဒီတော်လန်ရေးကအချိန်မရှိဘူးနော်ခက်မြန်ပေါ်လာတယ်ကောင်းတယ်တနိုင်ငံလုံးအတိုင်းအတာနဲ့ထိုးစစ်စီကိုတနေ့တည်းတစ်ချိန်တည်းတစ်ရက်တည်းတစ်လတည်းလုပ်နိုင်ကြည့်တော်လန်ရေးစကားအချိန်မှာလက်ထဲမှာလောက်လေးกว่าတောင်မရှိဘူးတေချိုးတွေမရှိရသေးဘူးလက်သုံးချောင်းပဲထောင်ခဲ့ကြတာအဲ့ဒီအချိန်မှာအခုပုံစံမျိုးတနတ်တွေရရှိရန်အဲ့ဒီတွေကပွဲပြက်တယ်အဲ့တော့ကျွန်တော်တို့တနိုင်ငံလုံးအတိုင်းအတာနဲ့တစ်ချိန်တည်းလုပ်ကြည့်အသေးခံမလားခေါ်လိုက်ပါထိုင်းမှာရှိတဲ့အင်အားတွေဘလောက်ဆင်းလာမလဲဆိုတော့ခေါ်လိုက်နော်ဘယ်သူမှဒီနိုင်ငံမှာနေနိုင်တာနေကြည်လို့နေနေကြတာမဟုတ်ဘူးဘလောက်ပဲပတ်စံရသည်ဖြစ်စေမရသည်ဖြစ်စေမျက်နှာအငယ်ခံပြီးနေနေရတယ်ဆိုတော့ကိုယ်နိုင်ငံမှာအခုလိုခွေးမျိုးတွေခွေးကြံကြံလို့နေလို့မရတော့ကျုပ်တို့ကသူများနိုင်ငံမျက်နှာငယ်နဲ့နေရတာဘယ်ကောင်မှမနေကြဘူးအဲ့တော့ကျွန်တော်တို့တွေကဒါအောင်အရန်လိုအပ်တယ်ဒီပေါ်မှာတချို့တွေတိုင်းသားလက်နက်ကင်တွေကတော်လန်ရေးကိုစီးပွားရေးလို့လုပ်ပြီးတော့စောက်ပေးချနေကြတယ်အဲ့ဒီအတွက်တော်လန်ရေးကကြားတယ်ပြဿနာဒါပဲနော်အဲ့တော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်လို့ဗိုလ်ချုပ်ဂွမ်မော်လို့နော်ကြည့်ပါတော်လန်ရေးဘက်မှာအဲ့လိုခေါင်းဆောင်တွေအများကြီးလိုအပ်တယ်အဲ့ဒီခေါင်းဆောင်တွေအနေနဲ့လည်းကျွန်တော်တို့ပြောချင်တာကဗိုလ်ချုပ်ထွန်းမြတ်နိုင်ဒီရခိုင်ပြည်သူအတွက်ပဲခေါင်းဆောင်ဖြစ်နေတယ်မထင်ပါနဲ့တော်လန်ရေးပေါ်ကိုဖြောက်မှန်ရက်တည်တဲ့ဘယ်တိုင်းရင်းသားခေါင်းဆောင်ဖြစ်ဒီချိန်မှာတနိုင်ငံလုံးကခေါင်းဆောင်ပဲ
ကျင်းနေတယ်နော်ဒါကြောင့်မလို့ဒါလေးကိုအားလုံးသဘောပေါက်ပေးပါတိုင်းသားခေါင်းဆောင်နေနေတဲ့တော်လှန်ရေးပေါ်တာခမများတို့စေတနာမှန်မှန်နဲ့ပြက်ပြက်သားသားရက်တီပေးအမုန်းခံပြီးရက်တီပေးခမများတို့အနောက်မှာပြည်သူအားလုံးရှိတယ်ပြည်သူတွေကခေါင်းဆောင်စားနေကြတာဗျဒေါ်အောင်ဆန်းစုကြည်တခုတည်းကိုပဲအားကိုးပြီးတော့နေရတဲ့ဘဝကနေခေါင်းဆောင်တွေအများကြီးအနောက်ကနေနေကျင်တဲ့ဘဝကိုလူကျင်နေကြတာအဲ့ဒီအတွက်ရဲရဲချင်းထွက်ပေးပါငါလှုပ်ဖြစ်ပါမလားငါထွက်ရင်ငါ့ကိုပြောကန်ထိမှာလားဆိုတဲ့စိတ်ကိုမမွေးပါနဲ့ကျုပ်တို့ပြည်သူတွေလိုနေတာခေါင်းဆောင်တွေပါဒါကြောင့်မလို့ဒီအထွေထွေထိုးစစ်ကြီးကိုကျွန်တော်တို့ပြည်သူတွေကြိုဆိုတယ်ဒီပွဲခက်မြန်မြန်ပြတ်ဖို့အရေးကြီးတယ်ဘာဖြစ်လို့ကြိုဆိုတာလဲစိုးရင်စိတ်တစ်ခုပဲရှိတယ်တော်လှန်ရေးနဲ့ပတ်သက်လို့အဲ့ဒါပါလေပြည်သူတွေအားလုံးထဲမှာတနက်ရနေပြီစကိုင်းတွေတက်ရင်မောင်းယာရှိရှိတယ်အဲ့လူတွေအားလုံးလက်ထဲမှာတနက်တွေနဲ့နော်တော်လှန်ရေးမနိုင်စရာမပူတော့ဘူးစိုးရင်ကတစ်ခုပဲအဲ့ဒါပါလေစီးရီးယားပုံစံမျိုးလက်နက်ကင်အဖွဲ့တွေပလူပြန်ပြီးတော့ဒီတိုင်းပြည်လက်နက်ကင်အောက်ထဲမှာအကုန်လုံးဘဲကလန်းစင်ဖြစ်ကုန်မဲ့အရေးကိုဒါစိုးရင်တော်လိုင်းမနိုင်စရာမပူတော့မင်းအောင်နိုင်ကြိုက်တယ်လို့လှုပ်ဖုတ်တွေးရထားလာပြီးတော့မင်းအောင်နိုင်ထောက်ကိုငယ်လေးကိုဖနှောက်နဲ့ပေါက်ပြီးတော့နော်ဘယင်ဖြစ်ပါတယ်တင်မြောက်တော့မှမရတော့ဘူးအဲ့ဒီနေသားတွေဖြစ်နေပြီဒါကြောင့်မလို့ဒီတိုင်းပြည်ခက်မြန်မြန်အေးချမ်းမှုအတွက်အားလုံးဝိုင်းပြီးတော့တစ်ချိန်ထက်တစ်ညံနဲ့စုပြီးတော့ဝိုင်းလုပ်လိုက်ကြရင်ခက်မြန်မြန်ပွဲပြတ်မယ်ပွဲပြတ်ရင်ဒီဝီကျူးကနေကျွန်တော်တို့ခက်မြန်မြန်လွတ်ကြတယ်ဒါကြောင့်မလို့အောင်မြင်စေခြင်းနဲ့စိတ်နဲ့ဝိုင်းပြောနေတာဖြစ်တယ်ဒီနေရာမှာအချင်းချင်းပြောတဲ့အရာတွေကိုရှော့ခိုင်းစေခြင်းတော့ဒါကြောင့်မလို့ပြောတာအဲ့တော့လုံနေကြတဲ့လူတွေအားလုံးကိုလေးစားတယ်တန်ဖိုးတဲ့ထားတယ်ဒီထက်ပိုပြီးစူးစမ်းနိုင်အောင်အတူတူဝိုင်းစူးစမ်းပေးကြပါလို့အားလုံးလည်းမေတ္တာခံတယ်မေတ္တာရက်ခံပါတယ်เนาะအားလုံးလည်းဘေးပြအောင်ဝေးကွာကြပါစေအောင်မြင်တဲ့နိုင်ငံတစ်ကိုကျွန်တော်တို့အတူတကွတတ်နှံ့နိုင်ကြပါစေ